ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အလော်ရီယိုပို့ချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဇလန်ကောင်းတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့စာရေးသူမင်းရေးချေရဲ့လောကအလွန်ဇလန်ကျွဲတွေကမှသွေးဆွဲယောဂဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီဇလန်လေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။မန္တလေးမြို့စွန်ကတဲကုကန်ကျင်းကျင်းလေးအတွင်းနေရန်ကပန်ကအဟောင်းကြီးလေပတ်နေတဲ့အတန်တကြီးကြီးထွက်ပေါ်နေတယ်။ချက်မြက်ကကတင်စုံမှထိုင်နေတယ်။သူ့ရဲ့ခြေထောက်တွေတဆတ်ဆက်တုံရင်နေပြီးလက်ချောင်းတွေကအိပ်ယာခင်းကိုတင်းတင်းကြပ်ကြပ်ဆုပ်နေတယ်။နှစ်ဖူးကချွေးသီးချွေးပေါက်တွေကမျက်ခုံးပေါ်ကနေတဆင့်ပါးပြင်ပေါ်စီးကျလာတယ်။အခန်းထဲကလေထုကပူအိုင်လောင်ပိတ်နေပေမဲ့ချက်မြက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးမိထားတဲ့လူတစ်ယောက်လိုချမ်းတုံနေတယ်။သွေးကြောတွေထဲမှာပူလောင်နေတဲ့စာလောင်မှုကြီးကသူ့ရဲ့အသိစိတ်ကိုတဖြည်းဖြည်းဝါးမြူနေပြီ။တကားဝါစီကနေခြေတံဖဖထွက်လာတယ်။တကားပွင့်သွားပြီးတရေချက်ကင်အနက်ရောင်ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်ဝင်လာတယ်။မေချက်မြက်ကအနေရာကနေလက်ချပြန်မတ်တန်းရှင်းလိုက်တယ်။သူ့ရဲ့မျက်လုံးတွေကမာယာရဲ့လက်ဘင်းနဲ့လက်မောင်းတွေကိုအငမ်းမရစိုက်ကြည့်နေတယ်။ရောက်လာပြီပဲ။ချက်မြက်ကအတန်တူတုံနဲ့ပြောတယ်။မေကတကားကိုအနောက်ကနေကျချလိုက်တယ်။သူမကဂျာကင်အင်ဂျီလက်မောင်းကိုပင့်တင်လိုက်ပြီးအိတ်ကထဲကငွေရောင်တစ်မြောက်အသေးလေးတစ်လက်ကိုဆွဲထုတ်လိုက်တယ်။ဒါတော့မီးရအောင်မှလက်ခနဲဖြစ်သွားတယ်။မေကသူမရဲ့ဘဲဘက်လက်ဖြံဓာတ်နဲ့အသားရောင်မွန်းချလိုက်တယ်။အနီးရောင်သွေးတွေကအရှေ့ပြားပေါ်ကနေစိမ့်ထွက်လာပြီးကျန်းပြင်ပေါ်တပေါက်ချင်းကျလာတယ်။ချက်မြက်ရဲ့လက်စလုတ်ကတိတိတတ်တာလှုပ်ရှားသွားပြီးတတွေးကိုအတင်းမြုပ်ချလိုက်တယ်။သူကမာယာအနောက်ခြေလမ်းမြင့်မြတ်နဲ့ရှောက်သွားပြီးမာယာရဲ့လက်မောင်းကိုလက်နှစ်ဖက်နဲ့ဆွဲယူလိုက်တယ်။ချက်မြက်ကမာယာရဲ့လက်ဖြံပေါ်ကသွေးတွေစီးကျနေတဲ့ထင်ရစီကိုနှက်ခမ်းအတင်းအပ်လိုက်တယ်။သွေးတွေကိုရင်ငတ်နေတဲ့သားရဲတစ်ကောင်လိုအငမ်းမရဆုပ်ယူတောက်သုံးလိုက်တယ်။သွေးစွပ်တချို့ကထက်မြက်ရဲ့မေးစရာတစ်စင်အင်ဂျီကောလာပေါ်စီးကျသွားတယ်။ဝုန်းဆိုတဲ့အတန်ကျဲလောင်စွာထွက်ပေါ်လာပြီးတကယ်ရဲ့ကြီးပွင့်ထွက်သွားတယ်။တကားဝမှာရဲရဲနေတယ်။သူ့ရဲ့လက်ထဲမှာရှော့ဂန်းကိုအသင့်ကင်ထားတယ်။ရဲရဲ့မျက်လုံးတွေကကတင်ဘေးမှာသွေးတောက်နေတဲ့ချက်မြက်နဲ့မေကိုမြင်တာနဲ့ပြူးကျဲသွားတယ်။ရှော့ဂန်းရဲ့ပြောင်းဝကအောက်ကိုဖြည်းဖြည်းချင်းကျသွားတယ်။ချက်မြက်ရဲရဲ့အတန်၆ကပ်ပြီးအကွဲနေတယ်။ချက်မြက်ကလမ်းဖြတ်ပြီးနောက်ကိုဆုတ်သွားတယ်။သူ့ရဲ့ပါးစပ်တစ်ဝိုက်မှာသွေးတွေပေးကျနေပြီးမျက်လုံးတွေကကြောက်လန့်တကြားဖြစ်နေတယ်။ခိုးရဲ့ကျွန်တော်ရှင်းပြပါရစေ။ချက်မြက်ကလက်နှစ်ဖက်ကိုကာပြရင်ပြောတယ်။ရဲရဲ့မျက်နှာပေါ်ကအံ့ဩထိတ်လန့်မှုတွေကစက္ကန့်ပိုင်းအတွင်းမှာပဲကြောက်မက်ဖွယ်ကောင်းတဲ့ဒေါသအဖြစ်ချက်ချင်းပြောင်းလဲသွားတယ်။ရဲရရှော့ဂန်းကိုလက်တစ်ပြက်ပြန်ဆွဲတင်လိုက်ပြီးမာယာရဲ့ရင်ဘတ်တက်တဲ့ကိုချိန်လိုက်တယ်။ထွက်သွားစမ်းမိတ်ဆာမရဲရအော်ဟစ်လိုက်တယ်။မေယာနှကန်းတစ်ချက်တွန့်ယုံပြုံးလိုက်ပြီးသူမရဲ့ခန္ဓာကိုယ်ကအမဲရောင်အခုံးငွေတွေအဖြစ်ပြောင်းလဲသွားတယ်။အခုံးငွေတွေကလေဝင်လေထွက်ပေါက်ကနေတဆင့်အပြင်ဘက်ကိုအမြဲလွင့်စင်ထွက်ပြေးသွားတော့တယ်။အခန်းထဲမှာညီကိုနှစ်ယောက်တည်းကြံခဲ့တယ်။လေထုကရေခဲရီလောင်းချခံလိုက်ရသလိုအေးဆက်တဲမှနေတယ်။ရဲရတကားဘဝကနေချက်မြက်ရှိအောင်ခြေလမ်းကျဲရီနဲ့ရှောက်လာတယ်။တနက်ပြောင်းဝါနဲ့ချက်မြက်ရဲ့ရင်ဘက်ကိုအားကုန်တွန်းထုတ်လိုက်တယ်။ချက်မြက်ကအနောက်ကိုရှိုင်းသွားပြီးနေရနဲ့သွားဆောင်မိတယ်။မင်းနှစိုးသွေးတောက်နေတာဘယ်တော့ကြာပြီလဲ။ရဲရသွားကိုတင်းတင်းကြိတ်ထားရင်မိတယ်။ကျွန်တော်အင်အားတွေပိုရအောင်လို့ပါကိုရဲ့တော်မောင်တတ်နိုင်မဲ့အင်အားမျိုးရှာဖို့ဒီနည်းလည်းမရှိတယ်။ထက်မြက်ကနှကန်းပေါ်အသွေးတွေကိုလက်ခုံနဲ့တုပ်ရင်ပြန်ပြေးတယ်။ရဲရတနက်ကိုကျန်းပြင်ပေါ်လွန့်ပစ်လိုက်ပြီးထက်မြက်ရဲ့အင်ဂျီကော်လာကိုလက်နှစ်ဖက်နဲ့အားကုန်ဆွဲမလိုက်တယ်။မင်းကမိစ္ဆာရီနဲ့ပေါင်းပြီးမိစ္ဆာသွေးတောက်နေတာကိုအင်အားလို့ခေါ်သလား။မင်းကမင်းဘာဖြစ်နေပြီလဲဆိုတာမှန်ထဲမှာပြန်ကြည့်စမ်း။ရဲရထက်မြက်ကိုဘေးရမှန်တင်ခုံစီအားကုန်ဆွဲခေါ်သွားပြီးမှန်ရှိမှရက်ခမ်းလိုက်တယ်။မှန်ထဲမှာပေါ်နေတဲ့ချက်မြက်ရဲ့မျက်လုံးတွေကပုံမှန်မဟုတ်ပဲအမဲအောင်အတီးဖြစ်ဖို့တာဆူနေတဲ့အနေအထားဖြစ်နေတယ်။မျက်ကွင်းတွေညိုမဲနေပြီးတားရဲတကောင်လိုရိုင်းဆိုင်တဲ့အသွင်ပြင်ပေါက်နေတယ်။မင်းအခုချက်ချင်းဥပညံရဲ့ပစ္စည်းဟောင်းဆိုင်အောင်လိုက်ခဲ့ရမယ်။ရဲရချက်မြက်ရဲ့လက်မောင်းအတင်းဆွဲလိုက်တယ်။ကျွန်တော်မလိုက်ဘူး။ချက်မြက်ကရဲရဲ့လက်ကိုအားကုန်ပုတ်ချလိုက်တယ်။ဒါပေမဲ့ရဲရဂျာကင်အိတ်ခတ်ထဲက
ငွေရောင်လက်ထိတ်ကိုလက်တစ်ပြက်ဆွဲထုတ်ပြီးထက်မြက်ရဲ့ညာဘက်လက်ကဝစ်ကိုဖမ်းချုပ်လိုက်တယ်။ကလစ်ဆိုတဲ့အတန်နဲ့အတူလက်ထိတ်ခတ်သွားတယ်။ကျန်တဲ့တစ်ဖက်ကိုရင်းရဲ့ဘက်ဘက်လက်ကဝစ်မှာခတ်လိုက်တယ်။မင်းလိုက်ကိုလိုက်ရမယ်ထက်မြက်။ငါညီတယောက်လုံးမိစ္ဆာဖြစ်သွားတာငါထိုင်ကြည့်မနေနိုင်ဘူး။တန်မဏိနေရအထူကြီးတွေနဲ့ကာယံထားတဲ့လုံခြုံရေးအခန်းကြီးတစ်ခုနေရနေအပေါ်မှာနှဆိုးဖန်းအင်းခွက်တွေစားမြင်းတွေအထက်ထက်တားထားတယ်။အခန်းအလယ်မှာစပရင်ပေါက်နေတဲ့ကတင်အဟောင်းတစ်လုံးပဲရှိတယ်။လေဝင်လေထွက်တန်စကားတစ်ခုဟာလဲလို့ဘာပြတင်းပေါင်းမှမရှိဘူး။ရဲရင်ဟာထက်မြက်ကိုတန်တကားဝကနေအခန်းထဲကိုအားကုန်တိုးသွင်းလိုက်တယ်။ထက်မြက်ကကျမ်းပြင်ပေါ်ခလုတ်တက်လိုက်ကြသွားတယ်။ရဲရင်ဟာတန်တကားအထူကြီးကိုချက်ချင်းဆွဲပေးလိုက်တယ်။ဝုန်းဆိုတဲ့တန်တကားပိတ်သွားတဲ့အတန်ကမြေအောက်ကန်းတစ်ခုလုံးဟင်းထွက်သွားတယ်။ကိုရဲ့တကားပွင့်စမ်းထက်မြက်ကကျမ်းပြင်ပေါ်ကနေကုန်းယုံချပြီးတန်တကားကိုလက်သီးနဲ့အားကုန်ထုတ်တယ်။ရဲရင်ကအပြင်ဘက်ကနေတန်မင်းတုတ်ကြီးကိုကျန်းချလိုက်တယ်။သူ့ရဲ့မျက်နှာတစ်ခုလုံးချွေးရည်ရွှဲနေပြီးအသက်ရှူနှုံးနဲ့မျက်စက်နေတယ်။မင်းကိုယ်ရနှဆိုးသွေးအကုန်ပြောင်သွားတဲ့အထိမင်းဒီအခန်းထဲကနေထွက်ရမှာမဟုတ်ဘူး။ရဲရင်ကတန်တကားရဲ့လေဝင်ပေါက်တန်စကားကနေတဆင့်အထဲကိုကြည့်ပြီးပြောတယ်။ကျွန်တော်တည်သွားလိမ့်မယ်ကိုရဲ့သွေးပြတ်သွားရင်ကျွန်တော်ယူသွားလိမ့်မယ်တကားဖွင့်ပေးပါထက်မြက်ရဲ့အတန်ကဒေါသနဲ့ကြောက်ရွံ့မှုရောရှက်နေတယ်။ရဲရင်ကတန်စကားပေါက်ကနေအနောက်ကိုနှစ်လမ်းလောက်ဆုပ်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေထဲမှာနာကျင်မှုတွေအထင်သာပေါ်လွင်နေတယ်။မင်းယူချင်ယူသွားပါစေထက်မြက်မိစ္ဆာတကောင်ဖြစ်သွားတာထက်ဆိုင်ဒါမင်းအတွက်ပိုကောင်းတယ်။ရဲရင်ကကြောခိုင်းပြီးလေကတိတွေတိုင်းအပေါ်တက်သွားတော့တယ်။မြေအောက်လုံခြုံရေးအခန်းထဲမှာထက်မြက်ရဲ့တန်တကားထုတန်တွေနဲ့အော်ဟစ်တန်တွေချောက်ချောင်းပွေရပဲတင်ထက်နေတော့တယ်။လေဝင်လေထွက်တန်စကားပေါက်ကနေအလင်းအောင်မင်းမင်းလေးပဲအခန်းထဲကိုကြားရောက်နေတယ်။ထက်မြက်ကဘီးလက်မြေချမ်းပြင်ပေါ်မှာကွကွေးလေးလဲလျောင်းနေတယ်။သူ့ရဲ့အင်ဂျီတစ်ခုလုံးချွေးရည်ရွှဲနေပြီးခန္ဓာကိုယ်ကရေခဲပြင်ပေါ်မှာအိတ်နေရတဲ့လူတစ်ယောက်လိုတဆက်ဆက်တုံရင်းနေတယ်။သူ့ရဲ့လက်သေးတွေကကျမ်းပြင်ရဘီးလက်မြေတောင်ကုတ်ချစ်ထားလို့သွေးတွေဆုတ်ထွက်နေပြီ။သွေးကြောတွေထဲမှာပူလောင်နေတဲ့ဆာလောင်မှုကသူ့ရဲ့အုံနောက်ကိုအရေးဖြောနေသလိုခံစားနေရတယ်။ရုတ်တရက်အခန်းတော်မောင်ရီထဲကနေခြေတံတစ်ချက်ထွက်ပေါ်လာတယ်။မင်းတော်နာကျင်နေတာပဲကောင်လေး။အတန်အော်ကြီးတစ်ခုကလေလူထဲမှာပဲတင်ထက်သွားတယ်။ထက်မြက်ကကျမ်းပြင်ပေါ်ကနေခေါင်းအတင်းမောကြည့်လိုက်တယ်။အခန်းတော်မှာရပ်နေတာကအလက်စတာဖြူစွနေတဲ့မျက်လုံးကြီးတွေနဲ့အလက်စတာကသူ့ရဲ့လက်ထဲကငွေရောင်တစ်မြောင်သွေးစွန်းနေတဲ့အဝိစာတစ်ခုနဲ့ဖြည်းဖြည်းချင်းတုပ်တင်နေတယ်။ထွက်သွားစမ်းထက်မြက်ကလေချောင်းသွေးအံမတန်အော်ဟစ်လိုက်တယ်။အလက်စတာရီမောလိုက်တယ်။သူ့ရဲ့ခြေလမ်းတွေကထက်မြက်ရှိအောင်တဖြည်းဖြည်းတိုးကပ်လာတယ်။ငါတိမ်သွားပြီလေ။အခုမင်းမြင်နေရတာမင်းရဲ့စိတ်ကူးရင်အိမ်မက်တွေတက်တက်ပဲ။မင်းခန္ဓာကိုယ်ရဲ့နှဆိုးသွေးတွေခန်းချောက်သွားလို့မင်းယူနေပြီထက်မြက်အလက်စတာကထက်မြက်ရဲ့အနောက်ရောက်လာပြီးစောင်းချထိုင်ချလိုက်တယ်။ငွေရောင်ကြမြောင်ရဲ့အေးဆက်ဆက်ဓာတ်တော့ထက်မြက်ရဲ့ပါးပြင်ပေါ်အသာယာဖိကပ်လိုက်တယ်။သွေးတစ်ဆက်လောက်ရှိုင်ဒီနာကျင်မှုတွေအကုန်ပြောက်သွားမှာပဲ။မင်းကမင်းကိုဒီခန်းထဲမှာတင်အောင်ပိတ်လုံထားတာ။သူကမင်းကိုချစ်တာမဟုတ်ဘူး။ကြောက်နေတာ။ပါဇက်ပိတ်ထား။ထက်မြက်ကအားကုန်ရုံးကန်ပြီးအလက်စတာကိုလက်သီးနဲ့လမ်းထိုးလိုက်တယ်။ဒါပေမဲ့သူ့ရဲ့လက်သီးကလေဟာနေကိုသာဖောက်ထွင်းသွားပြီးအလက်စတာရဲ့ပုံရိပ်ကမိကုံးဝဲတွေလိုလွင့်စင်ပြောက်ကွယ်သွားတယ်။ထက်မြက်ရဲ့ခန္ဓာကိုယ်ကအကျန်းပြင်ပေါ်ပြန်လည်ကျဆင်းသွားတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ကြွက်သားတွေအားလုံးရုတ်တရက်အကျော်ဆွဲသလိုတင်းမာသွားတယ်။ထက်မြက်ရဲ့ပါးစပ်ကနေကျဲလောင်တဲ့အော်တန်ကြီးထွက်ပေါ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ကြီးလေပေါ်ရုတ်တရက်မြောက်တက်သွားတယ်။ဘယ်သူမှလာမထိပဲနဲ့သူ့ကိုယ်သူမမြင်ရတဲ့အင်အားကြီးတစ်ခုနဲ့ဆွဲမခံလိုက်ရသလိုလေထဲမှာတွန့်လင်ရုံးကန်နေတယ်။လေပေါ်ရောက်နေတဲ့ထက်မြက်ရဲ့ခန္ဓာကိုယ်ကတန်မဏိနေရန်စီကိုဒုံးကျည်တစ်စင်းလိုတဟုန်တိုးလွင့်ထွက်သွားပြီးအာကုန်ဝင်ဆောင်မိတယ်။အယုတ်ကျိုးတန်တကျွတ်ကျွတ်ပေါ်လာပြီးထက်မြက်ကကျမ်းပြင်ပေါ်ကိုအယုတ်ကျိုးပြပြုတ်ကျသွားတော့တယ်။သွေးဆွဲယောဂရဲ့ပြင်းထန်လွန်းတဲ့ဝေဒနာကြောင့်သူ့ရဲ့ကိုယ်ပိုင်စိတ်ဆွဲရည်တွေကသူ့ကိုပြန်လေတိုက်ခိုက်နှိပ်စက်နေပြီဖြစ်တယ်။ဥပညာကတန်မဏိစပွဲပေါ်ကအရက်ပလင်းကိုကောက်ယူပြီးဖန်ခွက်ထဲကိုအပြင်းငဲထည့်လိုက်တယ်။အရှိတွေဖိတ်ကြပြီးဇပွဲပေါ်မှာအကွက်ချသွားတယ်။
ဥပညံဟင်းလက်တွေကတိတိတတ်တာတုံရင်နေတယ်။နေရောက်ခန်းစီကနေထွက်ပေါ်လာတဲ့ချမ်းမြင့်ရဲ့အော်ဟစ်တန်တွေနေရန်ကိုဝင်ဆောက်တဲ့အတန်ကြီးတွေကကျမ်းပြင်ပေါ်ဖောက်ထွက်ပြီးအပေါ်ထက်အထိစုညံနေတယ်။ဥပညံကအရက်ခွက်ကိုတစ်ကြိမ်ထင်းမောတောင်းလိုက်ပြီးပြတင်းပေါက်နာမှာရှက်နေတဲ့ရဲရင်စီကိုလှည့်ကြည့်လိုက်တယ်။သူတည်သွားလိမ့်မယ်ရဲရင်ဥပညံကဖန်ခွက်ကိုစပွဲပေါ်အားကုန်စောင့်ချလိုက်တယ်။ဒီတိုင်းဆက်ထိုင်သူ့ခန္ဓာကိုယ်ကခံနိုင်မှာမဟုတ်ဘူး။သွေးကြောတွေပေါက်ထွက်ပြီးအထဲမှာတည်းအသက်ထွက်သွားလိမ့်မယ်။ရဲရင်ကပြတင်းပေါက်အပြင်ဘက်ကအမောင်တို့ပဲစူးစိုက်ကြည့်နေတယ်။သူ့ရဲ့မျက်တောင်တွေတစ်ချက်မှမခတ်ဘူး။ကြာကင်အိတ်ကထဲထည့်ထားတဲ့သူ့ရဲ့လက်သေးတွေကသွေးကြောတွေထောင်ထနေတယ်။မင်းသူ့ကိုနှက်ဆိုးသိန်းနည်းနည်းလောက်တိုက်လိုက်အသက်အန္တရာယ်ကနေလွတ်သွားနိုင်တယ်။ဖြည်းဖြည်းချင်းမှဖြတ်ခိုင်းပေါ့ကွာ။ဥပညံကရင်းရဲ့အနာရှောက်လာပြီးပခုံးလှမ်းကန်လိုက်တယ်။မိစ္ဆာတကောင်ဖြစ်သွားတာတက်ဆိုင်လူသားတယောက်အနေနဲ့တည်သွားတာပိုကောင်းတယ်ဦးလေး။ရင်းရဲ့အတန်ကရေခဲတုံးတုံးလို့အေးဆက်နေတယ်။သူကဥပညံရဲ့လက်ကိုပခုံးပေါ်ကနေအသားရဖယ်ရှားလိုက်တယ်။ကျွန်တော်သူ့ကိုအဲ့ဒီအစိတ်တွေထပ်မတိုက်နိုင်ဘူး။သူအခုခံစားနေရတာသွေးဆွဲနေတဲ့ရောဂါတက်တက်မဟုတ်ဘူး။သူ့ကိုယ်တွေကမိစ္ဆာစိတ်တွေနဲ့လူသားစိတ်တွေလွန်ဆွဲနေတာ။သူကိုယ်တိုင်အဲ့ဒီမိစ္ဆာကိုအနိုင်ယူနိုင်မှရမယ်။ရုတ်တရက်မြေရောက်ခန်းစီကအတန်ဒီအားလုံးလုံးဝတိတ်ဆိတ်သွားတယ်။အော်ရည်တန်လည်းမရှိတော့ဘူး။နေရောင်ဆောက်တဲ့အတန်လည်းမကြားရတော့ဘူး။အကြတန်ကြားရလောက်အောင်ညင်သက်သွားတယ်။ရဲရဲ့မျက်နှာချက်ချင်းဖြူရောသွားတယ်။သူကဥပညံကိုတစ်ချက်ကြည့်လိုက်ပြီးလေကတစ်တွေစီကိုလက်တစ်ပြက်ပြေးဆင်းသွားတော့တယ်။ရဲရင်ကတကားရဲ့လေဝင်ပေါက်သက်စကားကနေတဆင့်အခန်းထဲကိုချောင်းကြည့်လိုက်တယ်။အခန်းထဲမှာထက်မြက်မရှိတော့ဘူး။ကျမ်းပြင်ပေါ်မှာသွေးကွက်တချို့ဟာလွဲပြီးအခန်းတစ်ခုတောင်ဟာလာဟင်းလင်းဖြစ်နေတယ်။ထက်မြက်ရဲရတန်တကားကိုထုတ်ပြီးအော်ခေါ်လိုက်တယ်။ဘာတော့ပြန်မှုမှမရအောင်။ရဲရအပြင်ဘက်ကတန်မင်းတုပ်ကိုအမြန်ဆွဲဖြုတ်လိုက်ပြီးတန်တကားကြီးကိုအားကုန်ဆွဲဖွင့်လိုက်တယ်။တကားပွင့်သွားတာနဲ့ရဲရအခန်းထဲကိုခြေလမ်းကျဲကြီးတွေနဲ့ဖွင့်သွားတယ်။တကားရဲ့အနောက်ကွယ်နေရန်ကပ်မှာပုံနေတဲ့ထက်မြက်ကရဲရဲ့ကိုယ်ပေါ်တားရဲတကောင်လိုရုတ်တရက်ခုံအုပ်လိုက်တယ်။ရဲရင်လမ်းဖြန့်သွားပြီးအနောက်ကိုရှိုင်းကျသွားတယ်။ထက်မြက်ကရဲရဲ့လေပင်ကိုလက်နှစ်ဖက်နဲ့အောက်ကိုညှစ်ထားလိုက်တယ်။ထက်မြက်ရဲ့မျက်လုံးတွေကလုံးဝအမဲအောင်အတီးဖြစ်နေပြီ။သွေးဆွဲယောဂရဲ့အထွတ်ထိပ်အခြေအနေမှာသူ့ရဲ့လူသားစိတ်လုံးဝပျောက်ကွယ်သွားပြီးလက်ဆိုးဆွဲအားတွေကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်တယ်။တော့ပေးစံထမ်းမြက်ရဲ့ပါးစပ်ကနေထွက်လာတဲ့အတန်ကတန်ကြီးတက်နေတဲ့တန်ပြားနှစ်ချက်ပုတ်တိုက်လိုက်သလိုအော်ရှရှာအတန်ချင်းဖြစ်နေတယ်။ရှင်းကအသက်ရှူကျက်ပြီးမျက်နှာနီးရဲလာတယ်။သူကထမ်းမြက်ရဲ့လက်မောင်းတွေကိုအတင်းဆွဲဖြုတ်ဖို့ကြိုးစားပေမဲ့လက်စိုးအင်အားတွေအပြည့်အဝဝင်ရောက်နေတဲ့ထမ်းမြက်ရဲ့ခွန်အားကိုသူဘလို့မှမရှင်းနိုင်ဖြစ်နေတယ်။ရှင်းရဲ့မျက်နှာတစ်ခုလုံးပြာနန်းလာပြီးလေပင်ကသွေးစောတွေထောင်ထလာတယ်။ထမ်းမြက်ရဲ့ညာဘက်လက်ကဝတ်မှာတွဲလောင်းကျနေတဲ့ငွေရောင်လက်ထိပ်ခွင်းလေးကလှုပ်ရှားလိုက်တဲ့အတန်တွေထွက်ပေါ်နေတယ်။လုံးဝအမဲအောင်အတီးဖြစ်နေတဲ့ထမ်းမြက်ရဲ့မျက်လုံးတွေထဲမှာအကိုဖြစ်သူကိုတနာညကြတဲ့အရေးရောင်တစ်စက်လေးမှမရှိတော့။ရဲရင်ကသူ့ရဲ့နောက်ဆုံးကြံနေတဲ့ခွန်အားကိုစုစည်းပြီးထမ်းမြက်ရဲ့ဘိုက်ကိုဒူးကောင်းနဲ့အားကုန်တိုက်ချလိုက်တယ်။ထမ်းမြက်အနှင်းငယ်ရှိုင်သွားပြီးလေပင်ညစ်ထားတဲ့လက်တွေပြေရော့သွားတယ်။အဲ့ဒီအချိန်လေးမှာရဲရင်ကထမ်းမြက်ရဲ့ရှင်ဘက်ကိုအားကုန်တွန်းထုတ်ပြီးကျမ်းပြင်ပေါ်ကနေကုန်းယုံထားဖို့ကြိုးစားတယ်။ဒါပေမဲ့နတ်ဆိုးအင်အားတွေအပြည့်အဝဝင်ရောက်နေတဲ့ထက်မြက်ကပုံမြင်တယ်။ထက်မြက်ကရင်းရဲ့ကော်လန်ကိုနောက်ကနေပြန်ဆွဲလိုက်ပြီးရင်းရဲ့ကောင်တန်မဏိနေရနဲ့အားကောင်စောင့်ကပ်လိုက်တယ်။ရင်းရဲ့နှထင်ကနေသွေးတွေပန်းထွက်လာပြီးသူ့ရဲ့မျက်လုံးရှိရာမြင်ကွင်းတွေအားလုံးပြောင်းဝေသွားတယ်။ရင်းရဲ့ခန္ဓာကိုယ်ကြီးကျမ်းပြင်ပေါ်အယုတ်ကျိုးပြခွေးကျသွားတယ်။ထက်မြက်ကတတိလစ်သွားတဲ့ရင်းရဲ့ကြောင်ကင်အိတ်ကက်ထဲကနေကားတော်ကိုလက်ကျပြနှိုက်ယူလိုက်တယ်။ပြီးတော့ရင်းကိုတစ်ချက်လေးတောင်ပြန်လဲမကြည့်ပဲလေကတစ်တွေအတိုင်းအပေါ်ထက်ကိုခက်တုံပြေးတက်သွားတော့တယ်။ဥပညံကရှော့ကန်ကိုမောင်းတင်လိုက်ပြီးလေကားထိပ်မှာအသိနေရာယူထားတယ်။လေကားအောက်ကနေပြေးတက်လာတဲ့ထက်မြက်ကဥပညံရဲ့တနက်ပြောင်းပေါ်မြင်လာနဲ့ခြေလမ်းတွေရှက်တက်သွားတယ်။မတော်ရဘူးကောင်လေးငါတူမိစ္ဆာတကောင်လို့ကျင်ပါလုံးကတဲ့အလွန်မပေးနိုင်ဘူး။အောက်ကိုပြန်ဆင်းစမ်းထက်မြက်ကခေါင်းကိုအနှင်းငယ်ဆောင်းလိုက်ပြီးအေးဆက်ဆက်ပြုံးလိုက်တယ်။ကျွန်တော်လည်းမပိတ်ပါနဲ့ဦးလေးထ
ထက်မြက်ကညာဘက်လက်ဝါးကိုဥပညံရှိရာစီဖြည်းဖြည်းချင်းဆန်းထုတ်လိုက်တယ်။ဥပညံရဲ့လက်ထဲကရှော့ကန်ကရုတ်တရက်အသက်ဝင်လာသလိုရုန်းကန်လာတယ်။တန်လိုက်တစ်ခုနဲ့အာကုံဆွဲခံလိုက်ရသလိုမျိုးဥပညံရဲ့လက်ထဲကနေတနက်ကြီးလွတ်ထွက်သွားပြီးလေထဲကိုမြောက်တက်သွားကဆိုင်ရဲ့မှန်ပြတင်းပေါက်ကိုအာကုံဝင်ဆောင်မိတယ်။မှန်ကွဲစာတွေလမ်းမပေါ်ကိုလဲစင်ထွက်ကျသွားပြီးတနက်လည်းအပြင်ပြုတ်ကျသွားတယ်။ဥပညံကလမ်းဖြန့်သွားပြီးအနောက်ကိုဆုတ်လိုက်တယ်။ထက်မြက်ကဥပညံကိုကြော်ဖြတ်ပြီးဆိုင်အပြင်ဘက်လမ်းမပေါ်ထွက်သွားတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲဆိုင်အပြင်မှာရပ်ထားတဲ့ဥပညံရဲ့ပစ်ကပ်ကားဟောင်းကြီးအင်ဂျင်နိုးတန်ထွက်လာပြီးကားဘေးရကြီးထင်ချန်ရိတ်ကတဟုန်ထိုးမောင်းနှင်ထွက်သွားတော့တယ်။ဟိုတယ်အပြင်ဘက်မှာမိတ်ချီလင်းချီဖြစ်နေတဲ့နီယိုမီယောင်ကအခန်းထဲမှာအရှိန်မဲကြီးတွေကိုရှည်လျားစွာဖန်တီးနေတယ်။တကားပွင့်လာပြီးထက်မြက်အခန်းထဲကိုရိုင်ထိုးပြီးဝင်လာတယ်။သူ့ရဲ့အသက်ရှူတံတွေကပြင်းထန်နေပြီးတကိုယ်လုံးချွေးနေနဲ့ရွှဲနေတယ်။ကတင်စုံးမှာထိုင်ဆောက်နေတဲ့မေကချက်ချင်းမတက်ရက်လိုက်တယ်။မင်းရောက်လာပြီပဲ။မေကဂျာကင်အိတ်ကန်ထဲကငွေရောင်တစ်မြောင်ဆွဲထုတ်လိုက်ပြီးသူမရဲ့ဘယ်ဘက်လက်ဝါးပြင်ကိုဓာတ်နဲ့အသားရမှုန်းချလိုက်တယ်။အနည်းရောင်သွေးတွေကအရှိပြားပေါ်ကနေချက်ချင်းစိမ့်ထွက်လာတယ်။ထက်မြက်ကမေအနားကိုအငမ်းမရပြေးသွားပြီးသွေးတွေစီးကြနေတဲ့လက်ဝါးကိုသူ့ရဲ့နှုတ်ခမ်းနဲ့အချင်းဖိခဲ့လိုက်တယ်။သွေးတွေကိုရေငတ်နေတဲ့ခရီးသည်တယောက်လိုလောဘတကြီးစုပ်ယူတောက်တုံတယ်။ထက်မြက်ရဲ့လက်စလုတ်ကအဆက်မပြတ်လှုပ်ရှားနေပြီးသူ့ရဲ့ကိုယ်ထဲမှာခန်းချောင်နေတဲ့အင်အားတွေကရေတံခွန်တစ်ခုလိုပြန်လည်စီးဝင်လာတယ်။မိနစ်အနည်းငယ်ကြာတော့မှထက်မြက်ကမေရဲ့လက်ကိုလှုပ်ပေးလိုက်တယ်။သူ့ရဲ့မျက်လုံးတွေကအမဲရောင်နေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ဒါပေမဲ့သူ့ရဲ့မျက်နှာပေါ်ကသွေးကြိုးတွေကပိုပြီးထင်ရှားလာကခန္ဓာကိုယ်တွေကပေါက်ကွဲထွက်မတဲ့အင်အားတွေပြည့်ရှံနေတာကိုသူခံစားနေရတယ်။မင်းအရှင်ရတက်အများကြီးပိုတန်မှလာပြီထက်မြက်မေကထက်မြက်ရဲ့သွေးပိနေတဲ့နှာခမ်းကိုလက်မနဲ့အသားရဖိတုပ်ပေးရင်ပြောတယ်။ကျော်မပထမတစ်စိတ်တောင်ဖြတ်ပြီးပြီ။နောက်ဆုံးတစ်ခုပဲကြံတော့တယ်။သူ့ကိုတတ်နိုင်တဲ့သူဆိုလို့ဒီကဘာပေါ်မှာမင်းတယောက်ပဲရှိတော့တယ်။မင်းအကူကမင်းကိုနားမလဲဘူး။ तू ကအားနေတယ်။မင်းရတာတကယ်သူရဲ့ကအစ်စ်ပဲ။ထက်မြက်ရဲ့မျက်လုံးတွေကတင်းမာနေတယ်။သူကလက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်လိုက်တဲ့အခါလက်စတွေထဲကနေအယိုးမြည်တံတကြွကြွထွက်လာတယ်။တော်မောင်ကျွန်တော်တတ်မယ်။ထက်မြက်ရဲ့အတန်ကပြတ်သားပြီးဩဇာပါနေတယ်။ရှင်းရင်ကရေဆူနေတဲ့မျက်နှာတုပ်ပေါ်ကနေသူ့ရဲ့နှထင်ဟာသွေးထွက်နေတဲ့တင်ရာကိုဖိထုတ်လိုက်တယ်။ဥပညံကစပွဲပုံမှာလက်တော့တစ်လုံးကိုဖွင့်ပြီးကီးဘုတ်ကိုအဆက်မပြတ်ခောက်နေတယ်။ထက်မြက်ရဲ့ဖုန်း GPS ကိုငါချီအောင်ခံမိပြီးရှင်းရင်သူကမြို့ပြည်ကမော်ဒယ်အဟောင်းတစ်ခုမှရောက်နေတယ်။ရှင်းကမျက်နှာတုပ်ပေါ်ကိုစပွဲပေါ်ပြစ်တင်လိုက်တယ်။သူ့ရဲ့မျက်နှာတစ်ခုလုံးကကြောက်စင်းတူးတစ်ခုလုံးခန်းစားချက်ကင်းမဲ့နေတယ်။ရှင်းရကြောက်ကင်အိတ်ကက်ထဲကနေငွေရောင်တစ်မြောင်ဆွဲထုတ်လိုက်ပြီးဓာတ်တော်သေချာစစ်စေတယ်။သူ့ကိုပြန်ခေါ်လာဖို့ငါသွားမယ်။ရှင်းရတစ်မြောင်ခါးကြားလေးထိုးထည့်လိုက်ပြီးရှော့ကန်ကိုကောက်ယူလိုက်တယ်။ဥပညံကရှင်းရဲ့လှုပ်ရှားမှုတွေကိုစိုးရိမ်တကြီးကြည့်နေတယ်။ရှင်းရဲ့မင်းသေချာစဉ်းစားပါ။ तू ကမင်းကြီးပါ။သွေးဆွဲနေလို့စိတ်လွတ်နေတာပါ။တနက်တွေဓာတ်တွေနဲ့အကြံပဒံမလုပ်ပါနဲ့။ရှင်းရဆိုင်ပေါက်ကိုရှောက်သွားရင်ခြေလမ်းတွေရက်တန့်သွားတယ်။သူကအနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ခုချိန်မှာ तू ကငါညီမဟုတ်တော့ဘူးလေ။ तू ကမိစ္ဆာတကောင်ပဲ။ရှင်းကဆိုင်တကားကိုကျုံးဖွင့်ပြီးအပြင်ဘက်ကအမောင်တူတွေကိုတဟုန်ထိုးထွက်သွားတော့တယ်။ဟိုတယ်အခန်းတကရွက်ကြီးကကန်ချခံလိုက်ရတဲ့အရှင်ကြောင့်ပတ်တာတွေပြုတ်ထွက်ပြီးကျမ်းပြင်ပေါ်ဖုံကနေပြုတ်ကျသွားတယ်။အခန်းထဲမှာအဝတ်စားလဲဖို့ပြင်နေတဲ့ထက်မြက်နဲ့မိတို့လမ်းဖြန့်ပြီးလှည့်ကြည့်လိုက်ကြတယ်။တကားဝမှာရင်းရက်နေတယ်။သူ့ရဲ့လက်တစ်ဖက်မှာရှော့ကန်ကိုကင်ထားပြီးကျန်တဲ့လက်တစ်ဖက်မှာငွေရောင်တစ်မြောင်အသင်းဆုပ်ကင်ထားတယ်။သူ့ရဲ့မျက်လုံးတွေကမေစီကိုတက်တက်စူးစိုက်ကြည့်နေပြီးမိဝဝင်းတောက်နေတယ်။မင်းရဲ့ဇက်လန်ပြီးသွားပြီမေ။ရှင်းရတစ်မြောင်မြောက်လိုက်ပြီးမင်းရှိရာစီကိုခြေလမ်းကျဲတွေနဲ့ပြေးဝင်သွားတယ်။ကိုရဲ့မလုံနဲ့ထက်မြက်ကအော်ဟစ်လိုက်ပြီးရှေ့ကိုလက်ကျပြခုံထွက်လာတယ်။ရှင်းရဲ့လက်ကဝစ်ကိုအာကုံဖမ်းဆွဲလိုက်ပြီးရှင်းရဲ့ရင်ဘတ်ကိုလက်တက်ဖက်နဲ့အာကုံတွန်းထုတ်လိုက်တယ်။နတ်ဆိုးသွေးတွေအပြေးအဝတောက်တုံထားတဲ့ထ
ထမ်းမြက်ရဲ့အင်အားကလှိုင်းလုံးကြီးတစ်ခုလိုပြင်းထန်လွန်းနေရဲရဲ့ခြေထောက်တွေမြေကြီးကနေလွတ်ကျသွားပြီးအနောက်ကိုလွင့်ဆင်သွားကအခန်းတောက်ကမှတ်တင်ခုံကိုအောက်ကိုဝင်ဆောင်မိတယ်။မှန်ခွဲစားတွေကျန်းပြင်ပေါ်ပြန့်ကျဲသွားပြီးရဲရင်လည်းအောက်ကိုခွေကျသွားတယ်။ရဲရင်ကကျန်းပြင်ပေါ်ကနေကုန်းယုံချလိုက်ပြီးနှက်ကန်းတောက်ကသွေးတွေကိုလက်ခုံနဲ့တုံးလိုက်တယ်။ညီအကိုနှစ်ယောက်မျက်လုံးချင်းစုံသွားကြတယ်။တယောက်ရဲ့မျက်လုံးထဲမှာဒေါသနဲ့နာကျင်မှုတွေပြည့်နှက်နေပြီးကျန်တဲ့တယောက်ရဲ့မျက်လုံးထဲမှာတော့မိစ္ဆာတကောင်လုံးရက်ဆက်တဲ့အေးဆက်မှုတွေကအပြည့်အဝနေရာယူထားတယ်။လောကအလွန်ဇလန်းတစ်လျှောက်လုံးရှောင်လွဲလို့မရခဲ့တဲ့ညီအကိုနှစ်ယောက်ကြားကသွေးထွက်တန်ကိုအကြီးမားဆုံးတိုက်ပွဲကြီးကဟိုတယ်အခန်းချင်းလေးထဲမှာတရားဝင်စတင်လာခဲ့ပြီဖြစ်တော့တယ်။ရေချိုကန်ကွဲအပ်နေတဲ့ကျွေစင်စီကနေရေရီချမ်းပြင်ပေါ်တသွင်စီးကြနေတယ်။ရဲရင်မျက်နှာပေါ်ကသွေးတွေကရေနဲ့ရောနှောပြီးပန်းရောင်ဖြောအဖြစ်ပြောင်းလဲသွားတယ်။ပြတင်းပေါက်ကလိုက်ကစားတွေကလေထဲမှာယူသွတ်နေတဲ့အရာတစ်ခုလိုတစ်ပြက်ပြက်လွင့်ခါနေတယ်။ရဲရင်ချမ်းပြင်ပေါ်ကနေတရောင်စစ်ကိုအားပြုပြီးကုန်းယုံထားတယ်။ကိုလုံးတစ်ခုလုံးကြောက်တုံးကြီးဖိခံထားသလိုနာကျင်ကြိုက်ခဲနေတယ်။ခြေလမ်းရှိုင်နေနဲ့မှန်ကွဲစော်တွေကိုနင်းဖြတ်ပြီးကရင်စုံးမှာဝင်ထားလိုက်တယ်။အခန်းပေါ်ဝကနေခြေတံလေးလေးလန်လန်ထွက်ပေါ်လာတယ်။ဥပညံရောက်လာတယ်။ဥပညံရဲ့မျက်လုံးတွေကကွဲအပ်နေတဲ့နေရံတွေသွေးပင်နေတဲ့ကျန်းပြင်းတွေကိုအကဲခတ်လိုက်တယ်။ပြီးတော့ကတင်ပေါ်မှာထိုင်နေတဲ့ရဲရင်အနာအမြန်ပြေးသွားတယ်။မင်းကြီးရောရဲရင်ခေါင်းကပြတယ်။မျက်လုံးတစ်ဖက်ကသွေးတွေကြောင့်ပွင့်တာမပွင့်နိုင်ဘူး။သူထွက်သွားပြီ။ရဲရင်အန်ကျိတ်ပြီးဖြေတယ်။ရဲရင်ကဆိုဖာအဟောင်းချင်းပေါ်မှာပက်လက်လန်းနေတယ်။သူ့ရဲ့မျက်နှာတစ်ခုလုံးပတ်ကြီးတွေအပြည့်စီးထားရတယ်။လေဝင်ပေါက်ကနေဝင်လာတဲ့လေပူတွေကအခန်းထဲကအရှက်နဲ့တွေကိုတဲဆောင်လာတယ်။ဥပညံကစေးသစ်တာကိုပိတ်လိုက်တယ်။မင်းအခုဘာဆက်လုပ်မလဲရဲရင်စပွဲပေါ်ကအရက်ခွက်ကိုကောက်ယူပြီးတကြိုက်ထဲမောတော့လိုက်တယ်။ဘာမှမလုပ်တော့။ရဲရင်ဖန်ခွက်ကိုစပွဲပေါ်အောက်ကုန်ဆောင်းချလိုက်တယ်။ငါမှညီမရှိတော့။သူရွေးချယ်တယ်လားသူသွားပြီ။ငါလည်းဆက်ပြီးမတားနိုင်တော့။ဥပညံမျက်နှာနှီးရဲသွားတယ်။စပွဲပေါ်ကတန်မဏိခွက်ကိုကောက်ယူပြီးနေရစီအောက်ကုန်ပြစ်ပေါက်လိုက်တယ်။တန်မဏိခွက်ကျန်းပြင်ပေါ်လိမ့်ကျသွားတယ်။မင်းပါဇက်ကနေအဲ့ဒီစကားထပ်မပြောနဲ့။မင်းအဖေမင်းတို့တင်ပေးခဲ့တာဒါလား။မိသားစုဆိုတာတယောက်ကိုတယောက်ဘယ်တော့မှလက်မလွတ်ရအောင်။သူ့လမ်းမလျှောက်နေဆွဲခေါ်ရမယ်။ तू ကမိစ္ဆာသွေးတွေတောက်ပြီးယူနေတာ။မင်းကအသိစိတ်ရှိတဲ့သူလေ။ရဲရင်ဆိုဖာပေါ်နေထထိုင်လိုက်တယ်။သူ့ရဲ့မျက်လုံးတွေထဲမှာနာကျင်မှုတွေကအတိုင်းသားပေါ်နေတယ်။ကျွန်တော်တားခဲ့တယ်ဦးလေး။ကျွန်တော်အစွမ်းကုန်စူးစမ်းခဲ့တယ်။ဒါပေမဲ့ तू ကကျွန်တော်ကိုတတ်မတ်တက်တိုက်ခိုက်ပြီးထွက်သွားတာ။ तू ကလူသားတယောက်မဟုတ်တော့ဘူး။မိစ္ဆာတကောင်ဖြစ်နေပြီ။ဥပညံကတပ်ပြင်းလေးလေးတစ်ချက်ချလိုက်တယ်။ तू မိစ္ဆာဖြစ်နေရင်တော့မင်းလိုက်သွားရမယ်ရဲရင်။မင်းကြီးကိုဒေါ်မလက်ထဲအသေးခံဖို့လွှတ်ထားခဲ့လို့မရဘူး။ဒေါ်မမင်းကြီးကိုတတ်ပြီးနောက်ဆုံးတစ်စိတ်ထိုးချိုးပြတ်တော့မှာ။ရဲရင်မျက်နှာလက်နှစ်ဖက်နဲ့အုပ်ထားလိုက်တယ်။အခန်းထဲမှာနေရကန်းနာရဲ့စက္ကန့်တန်ရွှေတန်အောင်လွှဲပြီးပါအတန်မှမထွက်တော့။အဝေးပြေးလမ်းမကြီးပေါ်မှာမာယာရဲ့ကအနှဲ့ရောင်လေးတဟုန်ထိုးပြေးနေတယ်။ကားတာယာနဲ့ကတ္တရာလန်ပို့တိုက်တန်ပြင်းပြင်းကလေတူထဲမှာစူညံနေတယ်။ထက်မြက်ကားပြတင်းပေါက်ကနေအပြင်ဘက်ကိုငေးကြည့်နေတယ်။သူ့ရဲ့လက်စစ်တွေမှာရဲရဲ့သွေးတွေပေးကျနေစေပဲ။ထက်မြက်မျက်တောင်နဲ့အဆက်မပြတ်ခတ်လာပြီးမျက်တောင်အောက်ကနေမျက်ရည်တစ်ပေါက်စီးကျလာတယ်။မေကားစတီယာရင်ကိုလက်တစ်ဖက်နဲ့ကင်ထားရင်ထက်မြက်ရဲ့ပေါင်ပေါ်လက်လန်းတင်လိုက်တယ်။မင်းလုံးရမယ့်အလုပ်ကိုမင်းလုပ်ခဲ့တာပါထက်မြက်။မင်းမျက်လုံးမလွဲပဲပြောတယ်။ဒေါ်မောင်တက်နိုင်ဖို့မင်းကအနောက်ရှက်ဖြစ်နေတာ။ကဘာကြီးကိုကယ်တင်ဖို့အတွက်အနစ်နာခံရတာတွေရှိစမြဲပဲ။ထက်မြက်လက်မောင်းတွေကိုတင်းတင်းကြပ်ကြပ်ပိုက်ထားလိုက်တယ်။ဒေါ်မောင်ပမလေးထက်မြက်အန်ကျိတ်ပြီးမေးလိုက်တယ်။နောက်ဆုံးတစ်စိတ်တုံရှိတဲ့နေရာသူသွားပြီးပြည်ဦးလေးမျိုးစုံကစွန့်ပစ်ထားတဲ့ခရစ်ယာန်ဘုရားကျောင်းဟောင်းထဲမှာမိကားလီဗာကိုအားကုန်နှင်းချလိုက်တယ်။အနှဲအောင်ကားလေးဟာအဝေးပြေးလမ်းမကြီးပေါ်မှာတုံးကြီးတစင်းလို့ပြေးထွက်သွားတော့တယ်။ထမ်းမြင့်ရဲ့မျက်လုံးတွေထဲမှာတေချာပြတ်သားရဲ့ဆုံးဖြတ်ချက်တွေအပြည့်အဝနေရာယူသွားပြီ။သူ့ရဲ့အကိုကိုဆုံးရှုံးရတဲ့အတန်ဖိုးအတွက်ဒေါ်မောင်အသေးသက်ဖို့သူအစင်သစ်ဖြစ်နေပြီ။ဒါပေမဲ့သူလုံးဝမသိခဲ့တာကဒေါ်မောင်တက်လိုက်ခြင်းဟာကဘာပြက်ကင်းကိုတားဆီးတာမဟုတ်ပဲလူစီဖာကို
ငရဲပြည်ဟာနဲ့လွတ်မြောက်စေမယ်တကယ်တော့ချက်အစ်စ်မှန်ဖြစ်နေတယ်ဆိုတာကိုပါပဲပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမင်းရေးချင်းရဲ့လောကအလွန်ဇာတ်လမ်းတွဲတွေကမှသွေးဆွဲယောဂဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နောက်နေ့တွေမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကောင်းလေးတွေကိုလည်းဆက်လက်ဆောင်မြော်အားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်